မင်္ဂလာပါကျွန်တော်အခုပြောချင်တာကကျွန်တော်ရဲ့ course တစ်ခုဖြစ်တဲ့ Professional Scrum Master Class 1ပေါ့နော် PSM1 class အဲ့ class ကိုအခုရှင်းပြပေးမှာအဲ့ class ကဘာကိုအခြေခံပြီးလုပ်တာလဲဆိုတော့ကျွန်တော်တို့ဒီအခုပေါ့နော်လက်ရှိအလုပ်လုပ်နေတဲ့ IT project တွေတော်တော်များများက changes တွေအများမြန်လာတယ်အဲ့တော့အရင်တော့ဆိုလို့ရှိရင် waterfall အနေနဲ့သုံးတဲ့ကြောင့်မလို့အဲ့ waterfall project management ကဟို slow ဖြစ်တယ်ဗျာနေတဲ့အတွက်ကြောင့်မလို့ဒီ rapid changing IT industry ကြီးမှာအဲ့တော့ microservice တွေလည်းအများကြီးအဲ့တော့ changes တွေအများများတဲ့အတွက်ကြောင့်မလို့လူတွေတော်တော်များများအခု agile နဲ့ scrum ကိုသုံးလာကြတယ်အဲ့တော့ဒီ course ကို structure လုပ်ထားတဲ့အချိန်မှာကျွန်တော်ဘာတွေသင်ပေးမလဲဆိုတော့ scrum အောက်မှာရှိတဲ့ဒီ scrum book ပေါ့နော်အဲ့ဒီမှာပါတဲ့ framework တွေပါမယ်အဲ့တော့ scrum artifact တွေပါမယ်အဲ့မှာ scrum ဒီ time ဒီဟိုက daily scrum ဘယ်လို run ရလဲအဲ့ဒါတွေကိုအကုန်လုံးကိုကျွန်တော်သင်ကြားပို့ချပေးပါမယ်အဲ့ဒီအပြင်ကိုဒီ course ကဘာကို motivate design လုပ်တာလဲဆိုတော့ scrum.org မှာရှိတဲ့ PSM1 ဆိုတဲ့ certificate ကိုတွားပြီးဖြေနိုင်အောင်လုပ်ထားပေးတာအဲ့တော့ဒီဟာတွေကိုကျွန်တော် theoretically သင်ပေးသွားမှာမဟုတ် real life example တွေပြောပြသွားမယ် real world example တွေကိုရှင်းပြပေးမယ် exercise တွေလည်းအများကြီးလုပ်ပေးမယ်ဒါပါတော့ဥပမာအပြင်ကျွန်တော် Jira ကိုသုံးပြီးတော့ Jira ticket ဘယ်လိုဖွင့်ရလဲ Jira မှာ Scrum board တွေဘယ်လိုကြည့်ရလဲအဲ့ဒီအရာတွေကိုကျွန်တော်သင်ပေးမယ်အဲ့ဒါအပြင်ကိုကိုယ့်အတွက် project ကိုတက်တက် assign လုပ်ပြီးတော့အဲ့ project တစ်ခုလုံး complete ဘယ်လို deliver လုပ်ရမလဲဆိုတာလည်းပြောပြပေးပါမယ်အဲ့အပြင်ကိုကျွန်တော်အပတ်တိုင်းမှာသင်တန်းတစ်ခုပြီးသွားတယ် chapter ပြီးသွားတဲ့အတိုင်းမှာနောက်တဲ့သင်တန်းမှာ quiz တွေကိုကျွန်တော် online ကနေပြီးတော့လုပ်ပေးသွားမှာအဲ့ဒါတွေကိုတော့ဒီအခုလက်ရှိ design လုပ်ထားတဲ့ course structure မှာလုပ်ထားပါတယ်အဲ့ဒါကိုဘယ်သူမျိုးလူတွေလာတက်တဲ့လဲဆိုတော့ IT professional တွေအဲ့ဒါတော့အဲ့ဒါအပြင်ကို project manager တွေပြီးတော့project owner တွေအဲ့တော့service delivery လုပ်တဲ့ delivery manager တွေအဲ့ဒါမျိုးလူတွေကဒါကိုဒီ Scrum ဟာကို Agile framework နဲ့ Scrum framework ကိုသိတဲ့အတွက်ကြောင့်မလို့အဲ့လူတွေကိုဒီသင်တန်းမှာလာပြီးတက်ပါလို့ကျွန်တော်ပြောချင်ပါတယ် Thank you